ကောင်မလေးက ice cream ကိုတလွတ်ကိုက်လိုက်ယုံရှိသေးတယ်။ဘေးနာကအမျိုးသမီးကကြောက်လန့်တကြားနဲ့တိကိုကြည့်နေတာ။သူကတော့ဘာဖြစ်လို့လဲဆိုတဲ့စိတ်နဲ့နောက်တလွတ်ထပ်ကိုက်လိုက်တာပေါ့။အဲ့ဒီမှာတဲ့အဲ့ဒီအမျိုးသမီးကတအားလန့်သွားပြီးတလေကားတွေကနေဝုန်းကနေပြေးထွက်သွားတော့တာပဲ။အိမ်ရောက်တော့လေထူးထူးဆန်းဆန်းလေးဖြစ်လာပြန်တယ်။ကောင်မလေးကအိမ်ထဲမှာအထင်သာရက်နေကြတော့သူ့အမေကသူ့ကိုမမြင်တယ်လို့ပဲနေနေတယ်။သူ့ရီစားနဲ့သူ့အဖေကလည်းသူ့ကိုလုံးဝမမြင်ကြဘူး။အဲ့ဒီတော့မှသူကဒလီကားတဲ့ကအမျိုးသမီးရဲ့အမူအရာကိုပြန်တတိရသွားပြီးမှန်ရှိကိုအပြေးအလွှာသွားကြည့်လိုက်မိတယ်။ကြည်စမ်းသူကိုပြောင်းနေပြီပဲ။တကူလုံးနဲ့ကြောက်စိတ်တွေဝင်လာတာပေါ့။သူ့ရီစားစီဖုံးဆက်ဖို့ကြိုးစားပေမဲ့သူ့အတန်းကပိတ်နေသလိုမျိုးဖြစ်နေပြီးတစ်ဖက်ကလုံးဝမကြားရဘူး။ကောင်လေးကလည်းတခုခုဖြစ်နေပြီဆိုပြီးစိတ်ပူကသူ့ကိုရှာဟိုအောက်ထက်ကိုဝုန်းတိုင်းရဲဆင်းလာတယ်။ဖုံးတန်ကတော့မြည်နေတယ်။လူကတော့မမြင်ရဘူးဆိုတော့ကောင်လေးလည်းပြားရခတ်သွားတာပေါ့။အဲ့ဒီမှာတင်ကောင်မလေးကသူ့လက်ကိုစုပ်ကင်လိုက်တော့မှသူဒီနားမှာရှိနေမှကောင်လေးတိသွားတော့တယ်။အဲ့ဒီနောက်ဖုံးတက်ကနေစာရိုက်ပြီးပြောကြမှာပဲသူကိုပြောင်းနေတယ်ဆိုတာကိုကောင်လေးနားလေသွားတာမှာအဲ့ဒီချိန်မှာပဲအဖေထစ်သူကလည်းအောက်ထပ်ကိုဆင်းလာပြီးသမီးကိုလိုက်ရှာတယ်။အဖေလန့်သွားမှဆိုလို့ကုမ္ပဏီမှာအလုပ်တွေများနေလို့အချိန်ပိုဆင်းနေရတယ်ဆိုပြီးကောင်မလေးကဖုံးထဲကနေစာပို့လိုက်ရတယ်။အဲ့ဒီတော့မှအဖေကစိတ်အေးသွားပြီးကောင်လေးကိုအိမ်ထဲခေါ်သွားကညစာအတူတူစားကြတာပေါ့။ထမင်းစပွဲရောက်တော့ကောင်မလေးကဘိုက်စာလေးမှဆိုလို့ကြက်ပောင်တစ်ခုကမ်းပေးလိုက်တယ်။ကောင်မလေးကလည်းလှမ်းယူပြီးစားမယ်အလို့အဖေကကြက်ပောင်ဤလေးထဲမှာပြန်နေတာကိုမြင်သွားပြီးအလန့်တကြားနဲ့အမေကိုပါလှမ်းခေါ်ပြတာပေါ့။ကောင်မလေးလည်းလန့်ပြီးလွတ်ချလိုက်လို့ကြက်ပောင်ကကျမ်းပြင်ပေါ်ပြုတ်ကျသွားတယ်။မိဘတွေစိတ်အေးအောင်ဆိုပြီးကောင်လေးကဒါကမျက်လှည့်ပြနေတာပါဆိုပြီးလိန်ပြောလိုက်ရတယ်။ကောင်မလေးကိုပါအကူကြီးတောင်းပြီးမျက်လှည့်ပြတယ်လို့ထက်ခါတလဲလှုပ်ပြတော့မှမိဘတွေကလည်းယုံသွားကြတာ။ကောင်မလေးဘေးကင်းအောင်ဆိုပြီးကောင်လေးကသူ့အိမ်ကိုခေါ်သွားပေမဲ့နောက်နေ့မနက်နိုးလာတော့ကောင်လေးကမရှိတော့ဘူး။တခုခုဖြစ်နေမလားဆိုပြီးစိတ်ပူတာနဲ့ကောင်မလေးလည်းအပြင်ထွက်ရှာဖို့ဆုံးဖြတ်လိုက်တယ်။ဖုန်းနဲ့တက္ကစီခေါ်ပေမဲ့ကားတကားကိုဖွင့်လို့မရဘူး။ကားစီယာကိုတကားဖွင့်ပေးဖို့ပြောတာတော့အထေးကလူကမကြောက်သလိုနေနေတယ်။အဲ့ဒီတော့မှကားစီယာကလည်းသူ့ကိုမမြင်ရဘူးဆိုတာသူတတိထားမိသွားပြီးဝမ်းနဲ့လက်လျှော့ကအော်ဒါကိုဖျက်လိုက်ရတယ်။အဲ့ဒီချိန်မှာပဲဘတ်ကားတစ်စီးရောက်လို့သူအပြေးအလွှားတက်ဖို့ပြင်တော့ကားတကားနဲ့တိုက်မိပြန်တယ်။ကားစီယာကလည်းလူကိုမမြင်ရတော့ကားပြတ်နေတယ်ပဲထင်တာ။ကားပေါ်ရောက်ပေါ်လဲသူကကားကိုအသေးချာပေးရသေးတယ်။ဘသူနဲ့မှမတိုက်မိအောင်ကားနောက်ခန်းဘက်ကိုတတိထားပြီးရှောက်သွားပေမဲ့တင်းနစ်ရက်ကက်ကြီးနဲ့ရိုက်မိပြန်တယ်။ဘေးကလူတွေကတခုခုနဲ့ထိသွားမှန်းထိပေမဲ့ဘသူကိုမှမမြင်ကြဘူး။အဲ့ဒီခါကျမှပဲကောင်